အားလုံးပဲမင်္ဂလာပါရှင်ဒါအေးရပါတော့တရတီးတွေ6လမ်းမလို့ပါလို့ဒီရာစီကြတော့နည်းနည်းတရတီးရလဲဈေးချို့ပြီလေနော်အဲ့လိုမျိုးဒါကတော့မိုးကလေးကမှဟင်းတစ်ခွက်ရတယ်ပေါ့နော်ဒီပေါ်ပြီဆိုတော့နှမ်းထားလို့ရအောင်အကြံပြုခြင်းလို့ပါရှင်တချို့ကလည်းအမဟင်းချက်တာဒီရိုက်မပြတော့ဘူးလားအဲ့လိုမျိုးမြည်တာပေါ့နော်ဟင်းကနေတိုင်းကတော့ချက်စားရပေါ့နော်ဒါပေမဲ့ချက်မပြပြဘူးပေါ့အေးကအလုပ်တစ်ဖက်နဲ့ဆိုတော့လေဆိုင်ကလည်းနည်းနည်းအလုပ်လေးတွေများတော့ခါကြတော့ဗီဒီယိုလေးတွေမြိုင်နိုင်သေးလို့ပါလို့အဆင်ပြေတဲ့ခါကြရင်တော့တင်ပေးမယ်ပေါ့နော်ဒီမှာဤတို့ဒီအညာဘက်ပေါ့မောင်ငါတို့ပါလို့ဆိုရင်တော့တည်တည်လည်းပေါ်တယ်အဲ့ဒီမှာကြလို့လေတခြားတော့မသိဘူးဤတို့စီကတော့ယာယီနေပဲအမတရားဘူးဘလောက်အလုံးကြီးပေါ့နော်အဲ့ဒါဆိုရင်လည်းတာတန်း12လုံးရတယ်အစိတ်ဆိုရင်လည်းဒီမှာ3လုံးပေါ့နော်တည်တည်အလုံးစိတ်ဝင်3လုံးတာတန်းရတယ်ပိုရတယ်ပေါ့ဒီမှာကတော့အဲ့လိုမျိုးမဟုတ်ဘူးယာယီနဲ့မဟုတ်ပိတ်တဲ့ချိန်နဲ့ဝယ်ရတာဒါဆိုဤနှစ်ပိတ်တာဝယ်လာတာအဲ့တခြားအိမ်မှာတော့ဘယ်လောက်လဲမသိဘူးဤဝယ်လာတော့တပိတ်တာကို3500အဲ့ဒါ9000မို့ပေါ့နော်6လမ်းလို့ဒါရက်3000ဒီကိုဝယ်ပြီးနေလန်းတာပါရှင်အတိအဒီအနေထားဆိုရင်ဒီရာဆိုရင်နည်းနည်း site လဲကြည့်ရဆိုတော့လေမဖန်တော့ဘူးเนาะတချို့အလုံးသေးတွေကြတော့ဖန်မှာဆိုလို့ပြည့်ဈေးတွေကြတော့ဝယ်မစားရတော့အသေးတွေရောညက်ပြီးတော့တီးပြီးတော့လှန့်ထားပြီးလဲပိုင်းပါနေမှာလေအဲဆိုတော့ကိုကချက်စားတဲ့ခါကျဖန်တာမကြိုက်တဲ့ခါကျတော့ဒီကိုအိမ်နေပေါ့เนาะပြီးထားတာခုလိုချိန်များဈေးလဲနည်းနည်းတက်တာပြီဆိုတော့လေအဲ့လိုမျိုးလေးလောက်စားအောင်ပါတော့ဒါမှမဟုတ်တရတိကလေးတွေလောက်ချင်ပြီးတဲချင်းပြီးဆိုရင်ဒီရာဒီလေးရတဲ့လို့ကောင်းတယ်ပေါ့เนาะရှေ့ရှောင်းနည်းနည်းမိုးလေဦးဆိုရင်တော့ကျွေးတာပါညာဆိုတော့ဈေးရတော့တိချက်ပူတက်တာနိုင်တာပေါ့ကိုဒီဆိုရင်တော့တက်တာနိုင်တယ်ဒီမှာတော့မပြောတတ်ကြံပြီးတတ်ပါလို့တရတိ6လမ်းအောင်တရတိပေါ်တဲ့လူဆိုရင်အဲ့လို6လမ်းလို့ရအောင်ပေါ့နော်ကဲလို့မပေါ်ကိုကလှုပ်စားခြင်းနေဆိုရင်ဒီလိုရာစီလေးဆိုရင်လှမ်းလို့ကောင်းပြီလေအဲဒါကြောင့်လှမ်းထားအောင်လို့အကျဉ်းဉာဏ်ပြီးကြပါရှင်ဒီကတော့ဟိုနေ့ကတော့တရတိအစိမ်းလဲချက်စားတယ်တို့လေးစားတယ်ပေါ့နော်ဒီစိမ့်ချက်ငပီလေးနဲ့ဇွန်ကြောင်လေးနဲ့ချက်စားတာကောင်းတယ်ချက်ကြွတာအတီးတွေကလည်းစားကောင်းနေကြိုက်တယ်ဒါတော့အေးရတော့မိုးကလေးကအတွက်6လမ်းမှာပါရှင်စီနေနဲ့ရှက်ဘလို့တရတီးလေးနေတော့ဖုန်းငယ်ဘဝတော့ပြန်တတိရတယ်အခုကတော့မရှိတော့အခုကကြတော့ဟိုဤတို့ငယ်တုန်းကကြာလေတရက်ပြင်လို့တုံးလေးတွေတုံးပြီးတုံးနဲ့ထူတာတရက်ကင်ပေါ့အခုကကြာတော့ဒီလိုမျိုးအညောင်းလေးတွေလုပ်ပြီးပေါ့နော်ကြံချုံမို့လို့လည်းအဲ့လိုနဲ့စိန်လေးနေပြီးတော့အဲ့လိုရောင်းတော့တာဤတို့ငယ်တုန်းကဆိုရင်အဲ့လိုတရက်ကင်ခေါ်တာပေါ့တချောင်းတစ်ဆယ်တို့အဲ့လိုမျိုးဂျုံမရသေးပြီးတော့ဤကငယ်လေးကန်နဲ့အဲ့လိုမျိုးပစံလို့ရမယ်အတင်းရှာတယ်အိမ်ကဤတို့အိမ်ကကြတော့ကုန်းလုံးလိုင်းရှိရလေကုန်းလိုင်းရှိရခါကျတော့ဖေဖေတို့ကလို့ခုလိုနွေရာဒီကျောင်းပိတ်ရက်ဆိုရင်အိမ်မှာတရက်ပင်လည်းရှိရဒါပေမဲ့အိမ်ကတရက်ပင်ကခဲပါတယ်လို့ဝယ်ရတာပေါ့ဈေးရတယ်အဲ့လိုမျိုးပစံဘယ်လိုရှာလဲဆိုဖေဖေကအဲ့လိုတရက်ကဆိုင်မှာတင်ထားရင်တမင်းယူလို့ရတယ်အဲ့လိုမျိုးပေါ့ကိုရိုင်းလောက်ရောက်နေဆိုအဲ့လိုမျိုးဆိုရင်ငယ်လေးကလည်းအဲ့လိုတရက်ကအဲ့လိုဒုတ်တွေနဲ့ထိုးပြီးဆိုတော့ဆိုင်မှာတင်နေရောက်လာကိုလောက်ရောက်နေတာကိုယူရတာငယ်လေးကလည်းအဲ့လိုပစံဆိုရင်လို့ရှာတယ်ပြီးရင်ရှီခဲဒုတ်တွေအဲ့လိုအတင်းထုတ်တာနေရာလေးဆိုရင်ဤလိုစီကပူတော့လေရှီခဲဒုတ်ကအတင်းရောက်လာတာအဲ့လိုမျိုးလေငယ်တော့ကလူရင်းလို့ပစံရှာခဲ့ရတာခင်ဗျာမိဘတွေကကြတော့ပစံတန်မိုးတည်အောင်ပေါ့နော်ပစံဘယ်လိုရှာရတယ်ဆိုတာတည်အောင်ငယ်လေးကလည်းတင်ပြီးထားတာအသုံးနဲ့အဖြုံးနဲ့ခွဲခြားတည်အောင်အဲ့လိုငယ်လေးနဲ့စံဘယ်လိုရှာရတယ်ကလေးဆိုတော့ငွေရည်တောင်းပြီးပြီဆိုမိဘတွေပေးထားတဲ့အမုံပုံးနဲ့အဲ့လိုမျိုးတရက်တီးတွေဝဲစုထားပါတော့အဲ့လိုမျိုးဝဲပြီးပြီဆိုတော့တရက်ကင်းနေလို့ထူရောင်းတာအိမ်ဆိုင်မှာကိုဆိုင်မှာပဲတင်နေတာပြီးအမြက်ကလေးတွေစုအဲ့လိုငယ်လေးကလည်းအဲ့လိုလုပ်ခဲ့ရတာလို့အဲ့တော့တရတီးလှမ်းမယ်ဆိုရင်ရေတော့မစေးဘူးပေါ့နော်တိုင်း6လမ်းမှာပြီးရင်လည်းရေစေးပြီးရင်လည်းဖုံးလေးတင်းနေမှာဒီဆိုတော့လေ
ရေမပြောင်းလိုက်ဘူးဆိုရင်လည်းရှိသွားမှာကြောက်လို့ပေါ့နော်အစိုးတရှင်းချက်တော့မှရေစီးမယ်ပေါ့ပြုတ်ဒီတုံးလုံးတော့ကြာအရန်ကြီးမချင်တော့လေချက်စားတဲ့ခါလဲဒီတိုင်းအစိမ့်ချက်စားတဲ့ခါလဲအစင်ပြေတယ်ဒီတတိကြောက်စားတဲ့ခါဆိုရင်ရိုင်းချင်စုမနေဘူးပေါ့နော်စားလို့ကောင်းတယ်သူကပြီးတော့တိတ်တယ်မဖန်ဘူးပေါ့တုံးလုံးတော့လေစားကောင်းတယ်ငယ်တုန်းကတော့စေတကြားတွေနဲ့စိမ့်ညီမှုန့်တွေနဲ့လိမ္မောရောင်တွေအနီရောင်တွေနဲ့အဲ့လိုဒုတ်တင်နဲ့ထိုးအဲ့လိုလောက်စားကြငယ်ဘဝကိုပြန်တတိယခုကြတော့အဲ့လိုဒုတ်ထိုးတာကြီးမတွေ့တော့ဘူးလိုအညောင်းလေးတွေလောက်ပြီးဒီပေါ့နော်ကြံချိုမုံနဲ့နေရောင်းတာပဲတွေ့တော့တယ်ဒီလိုငယ်တော့တကယ်လို့လေကိုကဟိုမိုးကြပြီးရင်တော့လူကြီးပြောအဲ့တရသီးအမှဲ့အဆိုင်မိုးကြပြီးလို့စားရင်တော့ဝင်းမလျှော့ဘူးဆိုရယ်အဲ့လိုပြောတယ်။မိုးမကြခင်စားရတဲ့တရသီးအမှဲ့အသီးဆိုရင်ပေါ့နော်စားတာညားရင်တော့ဝင်းလျှော့တတ်တယ်။အဲ့လိုဝင်းလျှော့ရဲဆိုရင်ဒီတရသီးဒီလိုအစစ်တွေမှာပါဒီအစစ်ပေါ့နော်အဲ့ဒါကိုစားရင်ဝင်းပိတ်တယ်။ဒီလိုစီမှာတော့အဲ့လိုဝင်လျှော့ရဲဆိုရင်အဲ့လိုဟာလေးကြိုက်စားခိုင်းတာလို့ပြောရတော့တခြားနေတော့မပြောတတ်ဘူးအမျိုးလေးအကုန်ပြီးသွားပြီဆိုတော့ရန်လေးနဲ့ထုတ်တန်းမှာပေါ့နော်မန်မနဲ့ကရန်နဲ့လှီးဖို့မအားတာလေးလေကင်အားတဲ့ချိန်မှာလှီးရဆိုတော့ဟိုမှာလမ်းချိန်တော့မသိဘူးရှိရောဘလိုမျိုးတရက်တီးပေါ်တဲ့ခါဒီလိုမျိုး6လမ်းကြပေါ့နော်စားချင်းပြောပါတယ်အမျိုးလေးနေလမ်းမှာပြီလို့6ပြီးဆိုကြက်မယ်တရက်တီးကြောက်ကတော့ rank ကြီးပြီနော်ဒါဟိုနေ့တုန်းကလှီးထားတဲ့တရက်တီးလေးတွေပေါ့နော်ဟိုဟာအရာဒါကကျတော့9ရက်လောက်လှမ်းလိုက်ရတယ်ဒီမှာကြတော့လေမမဆိုရင်တော့3ရက်လောက်နဲ့6လောက်ပဲဒီမှာကျတော့နည်းနည်းမိုးကအုံတရက်ကရွာလိုက်သေးတယ်အချမ်းမိုးပုံတယ်ခုဒါ6သွားပြီဆိုတော့အေးကဒီဘူးလေးနဲ့တင်ထားမှာပေါ့နော်ခါတိုင်းလိုပဲပန်းမုံတော်လေး6လမ်းနေဆိုရင်ဘူးလေးထည့်တင်တယ်လို့ဒီဆိုင်နဲ့ခါတိုင်းမှာစားတယ်နော်နဲကြာမှာပြီဆိုရင်နဲသွားတယ်ကိုစားရတဲ့အချိန်မှာနည်းနည်းယူစားပြီးတော့ရေနွေးဖြောပြီးတော့ခန်းညီလေးနဲ့ငပီလေးနဲ့ပေါ့နော်ကျတော့ဖြူညီလေးနဲ့စီတန့်ပြီးတော့သူ့ကြည့်ပဲချက်စားရတယ်တောင်းတယ်ဒါမှမဟုတ်ရင်လည်းဥမာဟိုငမြင်းလိုငရံလို့လေလို့စီများတဲ့ဟာဆိုရင်လည်းဒါလေးကိုပြုတ်ပြီးတော့လေလူငါးလေးနဲ့ချက်စားလေကောင်းတယ်အီးပြီးရပေါ့နော်ဝသားနဲ့ချက်လေအရင်လိုက်ဖက်တော့အဲ့လိုဒါတော့မနစ်ကလမ်းထားတော့မှမကြောက်တယ်ဒီနေ့ဒီရှိတယ်စားလို့ရတယ်ကျေးဇူးတင်ပါတယ်ရှင်တဝူတယောက်ပြင်စီလာဒီဗီဒီယိုလေးကြည့်ပြီးရတဲ့